အားလုံးပဲမင်္ဂလာပါဒီနေ့ကလေတန်တနည်းအားဖြင့်အတန်နဲ့အတန်ထားနဲ့ပတ်သက်ပြီးပြောပြသွားမယ်နော်တရုတ်လိုလေတန်ကိုရှင်းတယောက်လို့ခေါ်တယ်အဓိကအဖြစ်ဒီ၄မျိုးရှိတယ်နော်အတန်1အတန်2အတန်3အတန်4一声二声三声四声ဆိုပြီးမှအတန်၄မျိုးရှိပါတယ်နံပါတ်1အတန်ဆိုလို့ရှင်တော့ဒါတပြေးညီပေါ့နော်မြေပြင်ပေါ်မှာတပြေးညီဒီလိုတွားနေတဲ့အတန်နံပါတ်2ဆိုလို့ရှင်တော့ကုန်းကလေးနည်းနည်းလေးတက်မယ်ပေါ့နော်နံပါတ်3တန်ဆိုရင်ကိုယ်ပြီးတွားတယ်နံပါတ်4တန်ဆိုရင်ဆင်းတယ်အတန်ပြတ်ပေါ့နံပါတ်4တန်အတန်ပြတ်အဲ့ဒါဆိုရင်ဒီအတန်နဲ့တန်ထားတွေဘယ်နားမှာတွေ့ရတတ်လဲဆိုလို့ရှင်ဥပမာဒါကစတစ်ပိုက်ဒါမှမဟုတ်လဲစတစ်ကြောင်နော်ဒီအပေါ်မှာဒီအပေါ်ကတစ်ကြောင်ကအဲ့ဒါဖင်းကြီးပဲနော်ဒီစာလုံးတွေဘလို့အတန်ထွက်ရတာလဲဆိုတော့ဒီဖင်းကြီးတွေကိုကြည့်မှအတန်ထွက်ရတာအဲ့ဒီနေရာမှာအတန်နဲ့အတန်ထားတွေဒီမှာအပေါ်မှာအတုံးတတိလေးအဆက်တတိလေးတွေ့လားဒါတို့ရဲ့အတန်နဲ့အတန်ထားပဲနော်ဒီအတန်နဲ့အတန်ထားတွေကိုထားချင်တဲ့နေရာမှာထားလို့မရနော်အထူးသဖြင့်ဘီးတွေပေါ်မှာမတင်ပါဘူးနော်ဘီးတွေပေါ်မှာတွားပြီးမတင်ဘယ်မှာတင်လဲဆိုတော့တရတွေပေါ်မှာပဲတင်တယ်တရတွေအပေါ်မှာတောင်မှသူကဒီ A E I O U V ဒီ6မျိုးပေါ့နော်ဒီ6လုံးပေါ်မှာပဲသူကတွားပြီးတင်တာနော် A ဦးစားပေးမယ် A မရှိရင် E မရှိရင် I မရှိရင် O မရှိရင် U မရှိရင် V ပေါ်မှာတွားပြီးမှတင်မယ်နော်ဒါဆိုလို့ရှိရင်ဥပမာနှစ်ခုရှိနေတယ်ဆိုပါစို့တရကနှစ်ခုဒီ6လုံးထဲကနှစ်ခုစလုံးရှိနေတယ်ဆိုရင်ဘယ်သူကရှေ့ဆောင်နေလာရင်ဘယ်သူဦးစားပေးဥပမာဒီနေရာမှာပေါ့နော်ဒီမှာဒီတစ်လုံးဆိုလို့ရှိရင် I လည်းရှိတယ် A လည်းရှိတယ်ဒါပေမဲ့ I ပေါ်မှာတွားမတင် A ပေါ်မှာပဲတွားတင်တယ်နော်အစင်လိုက် A E I O U အစင်လိုက်တွားပြီးမှသူတို့ပေါ်မှာတွားပြီးမှဒီအတန်နေတန်ထားတွေတွားပြီးမှထားမှာဖြစ်ပါတယ်နော်ဒါဆိုရင်အခုဒီအတန်တွေကိုတွားပြီးမှဆိုကြည့်ရအောင်ဥပမာRနော် R အတန်နော် R တရ R ပေါ်မှာဒီအတန်တုံးလေးတွားပြီးမှတင်ကြည့်အောင်နော်အတန်တစ်ဆိုရင်ဘယ်လိုထွက်မလဲ R နော် R 好啊好啊好啊ဟုတ်ပြီလေဗမာလိုဘာသာပြန်လိုက်မယ်ဆိုအေးဟုတ်ပြီလေအဲ့တော့သူကဟိုဝိဆက်နှလုံးပေါက်အတန်နဲ့တွားပြီးတော့တူတယ်နော်အေးဟုတ်ပြီလေဟုတ်ပြီလေဟုတ်ပြီလေနော်အဲ့လိုအတန်နဲ့ or shan အတန်နဲ့ဆိုရင်你说什么မင်းပါပြောတာနင်မင်းပါပြောတာအဲ့လိုပေါ့ဆန်ရှန်အတန်3ဆိုလို့ရှင်တော့ကိုယ်ပြီးတွားတာတော့ကိုယ်ပြီးတွားတာ这是怎么回事ဒါကဘလို့ဖြစ်ရတာလဲဒါကဘလို့ဖြစ်ရတာလဲအဲ့လိုပေါ့နော်四声တန်လေးကကြအတန်ပြတ်တယ်နော်သူကဗမာစာမှာဆိုဘာနဲ့တွားတူလဲဆိုရင်ဒီအောက်ကမြစ်အတန်ပေါ့多么可爱的小鸟အရင်ချစ်ဖို့ကောင်းတဲ့ငှက်ကလေးပါလားအရင်ချစ်ဖို့ကောင်းတဲ့ငှက်ကလေးပါလားအဲ့လိုပေါ့နော်ဟုတ်ပြီနော်ဒါဆိုရင်တရတွေတွားပြီးမှဆိုကြည့်အောင်ဟုတ်ပြီနော်ရီဝူးကိုနောက်ထပ်တစ်မျိုးရှိတယ်နော်ဝူ